ဒီနေ့ဖဲပြားလေးကတော့2ရောင်ဆက်ဖဲပြားလှလှလေးရိုးရိုးရှင်းရှင်းနဲ့လှတဲ့ဖဲပြားလေးလုပ်မှာပါအဲ့တော့ဖဲပြားလေးလုပ်ဖို့အတွက်၄ခုလေးဖြတ်ထားပါမယ်ပထမဆုံးတစ်ခုက30 cm 30 cm နောက်24 cm 19 cm 19 cm နဲ့ဒါလေးကတော့6 cm အလယ်တိုင်းလေးအတွက်ပါအဲ့တော့မမေကတော့အမြဲတမ်းဖဲပြားလေးလုံအနားလေးတွေကိုလိုက်ညှိထားပါတယ်ဒါမှခွာတာတွေဘာတွေမဖြစ်အောင်ပေါ့နော်တော့ဓမ္မဥဆုံးလုပ်တဲ့အခါကျရင်ဒီ24 cm ဖဲလေးကိုအရင်ဆုံးလုပ်ပါမယ်အဲ့တော့ဓမ္မဥဆုံး24 cm ဖဲလေးကိုအလယ်ကနေပြီးတော့အရာလေးပေးမယ်အရာလေးရနော်အရာလေးရပြီးသွားရင်အရာလေးကိုဒီဘက်ကနေပြီးတော့ချုပ်ဖို့အတွက်ဒီလောက်လေးပေါ့နော်ဒီဘက်ကလည်းဒီလောက်လေးထားပါမယ်နားရရပေါ့နော်သူ့ကိုချက်နှစ်ချက်သုံးချက်ဒီချက်နော်ပုံမှန်တိုင်းပဲနှစ်ချက်လောက်ပတ်လိုက်မယ်နော်ပို့ပြီးတော့ခိုင်သွားအောင်ပါပြီးရင်ထားပါမယ်ဒီမှာရပြီပြီးရင်ဒီပန်းအောင်လေးကိုလည်းအလဲမှတ်ပါမယ်ဒီလိုကအလဲမှတ်ရခက်နေသေးရဲ့ဆိုရင်တော့ခဲရံလေးနဲ့မှတ်ထားလို့လည်းရပါတယ်ပြီးရင်ဒီဘက်ကနေပြီးတော့အလဲမှတ်ထက်နည်းနည်းလေးယူမယ်ဒီဘက်ကလည်းအလဲမှတ်ထက်နည်းနည်းလေးယူမယ်နော်ပြီးရင်ဒီမှာရမယ်အဲ့ခါကျရင်ခုနကဒါလေးနဲ့ပဲဟုတ်နော်ဒီတို့လည်းနှစ်ချက်ပတ်လိုက်ပါမယ်နှစ်ချက်ပတ်ပြီးတော့ပြီးရင်ဒီမှာအခု2အောင်ဆက်ထားတဲ့ဖဲပြားလေးပါပြီးရင်ဒီဖဲစာအကြီးကိုသူ့ကိုလည်းလေကနေမှတ်လိုက်ပါမယ်သူ့ကိုလည်းလေကနေမှတ်ပြီးရင်ဒီလိုနောက်ပေါ့နော်အလဲအမှတ်ထက်နည်းနည်းလေးပဲဒီမှာနည်းနည်းလေးကြော်လိုက်ရနော်အဲ့လောက်လေးပဲကြော်ပြီးတော့ထည့်မယ်ဒီဘက်ကလည်းအလောက်လေးကြော်ပြီးတော့ထည့်မယ်ထည့်ပြီးရင်သူ့ကိုကြတော့အခြားဟာလို့မဟုတ်ဘဲနဲ့ဒီလိုချိုးချလိုက်မယ်ဒီလိုလေးချိုးချလိုက်မယ်ဒီလေးချိုးချလိုက်ရင်ဒီမှာပေါ့နော်ဒီပုံစံလေးရမယ်ဒါကကျင်းလေဒီပုံစံလေးရအဲ့တော့ဒီလို
လိုပုံစံလေးကိုခုနကစပြီးတော့ထိုးတဲ့အခါကျရင်ကျိုးကဒီကနေပြီးတော့ထွက်နေတဲ့အတွက်ဒီဘက်ကနေထိုးပါမယ်ဒီနှစ်ခုရဲ့အလယ်ပေါ့နော်ဒီမှာဒီလမ်းကြောင်းလေးအတိုင်းထိုးပါမယ်အလယ်နော်ထိုးလိုက်မယ်ထိုးပြီးတော့တစ်ခါလေးဆွဲရင်သူ့အနောက်ကနေပြီးတော့ဒီပုံလေးရမယ်ဒါကြရင်ပုံမှန်လိုပဲလိုလေးပတ်ပြီးတော့ဒီဘက်ကနဲ့ဒီလိုမျိုးလေးရပါပြီနှစ်ထပ်ကလေးပေါ့နော်ဒါမျိုးလေးနောက်ဘက်ကဒါမျိုးလေးရပြီပြီးတော့မှဒီအလယ်လေးကနေပြီးတော့ဒါလေးကိုထည့်မယ်ပေါ့နော်ဒါလေးကိုထည့်ရင်အတဲ့လေးထည့်လဲလှတယ်အတွန့်လေးထည့်လဲရမယ်များအတွန့်လေးထည့်လိုက်ပါပေါ့နော်အတွန့်လေးထည့်မယ်သုံးပုံပုံအတွန့်လေးထည့်မယ်နော်အတွန့်လေးရနော်အတွန့်လေးကိုအလယ်မှာလဲခါကြရင်ပြီးရင်ဒါလေးကိုအများချုပ်လို့ရှိရင်အမြဲဒီလိုအနောက်ကိုခြုံရင်နှစ်ခါချုပ်တယ်ပေါ့နော်ဒါမှသူကခံမယ်တင်းလေးနဲ့ခံပါနော်အဲ့ဆိုရင်ပြီးရင်ဒီမှာခြေလက်စလေးကိုမပေါ်အောင်လို့ဘက်ကိုယူပြီးရင်နှစ်ဖက်လောက်ပတ်ပြီးတော့ထည့်လိုက်မယ်ပြီးရင်ဒီဘက်ကနေပြီးတော့ယူပြီးတော့ဒီဘက်အထဲကိုလိုလေးထိုးထည့်လိုက်မယ်နော်အဲ့ဆိုရင်ပြီးရင်ဒီလိုက်ရပါပြီရိုးရိုးလေးနဲ့အရန်ပဲလာပါတယ်နှစ်ရောင်ဆက်ပဲလေးပေါ့နော်ရိုးရင်လေးနဲ့လာရဲဒီမှာနောက်ကချင်းနဲ့တက်ရက်လေးဒီမှာကလစ်လေးဖြစ်နောက်ပုတ်ခေါင်းစည်းခွင်းလေးဖြစ်တက်ပြီးလုပ်လို့ရတယ်နော်ဒီမှာလာပါတယ်